Hello အားလုံးပဲမင်္ဂလာပါရှင်တီတီပါတီတီကဒီနေ့မှာကတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးအကြောင်းကိုတစ်ချက်ပေးသွားမှာဖြစ်ပါတယ်မနေ့ကတင်ပေးမယ်ဆိုပြီးမတင်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ညီမလေးတစ်ယောက်ကိုလည်းအရန်တောင်းပန်ပါတယ်လို့သူကတော့လေအရန်သိဟင်မလားကြည်ကျင်နေပြီဆိုပြီးတော့ကြည်ကျင်နေပြီဆိုပြီးတော့သူကတော့ပျော်သွားခဲ့တာပေါ့နော်ဒါပေမဲ့တီတီကမတင်ပေးဖြစ်ခဲ့ဘူးအဲ့တော့ဒီနေ့မှာတင်ပေးပါမယ်တော့ဗီဒီယိုလေးမစခင်မှာဗီဒီယိုလေးကို like and subscribe လုပ်ပေးတော့ဖို့လည်းမမေ့နဲ့နော်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်တာယာရဲ့မနက်ခင်းလေးတစ်ခုမှာတော့ယောက်ျားမနက်မုန်းလေးနေပြီချတော့ဟုတ်လားမနက်မုန်းလေးနေပြီလားအဲ့ဒါဆိုကိုတို့ရေမိုးချိုးပေးစင်ကြမယ်လေဟုတ်ဒီလိုနဲ့ရေမိုးချိုးပြီးတော့ရေမိုးချိုးသွားပြီးတဲ့အခါမှာတော့ကိုတို့လေအဝေးစားကြီးလည်းလဲပြီးသွားပြီဆိုတော့သမီးလေးကိုတွားနှိုးကောင်းမလို့ကိုရဲ့သမီးလေးကိုတော့တွားမနှိုးပါနဲ့သူ့ဘာသူအိပ်ပလေးစီပါဒီနေ့ကကိုရုံးပိတ်တယ်ဆိုတော့သမီးလေးကတော့တကူခုပူစာနေတော့မှာပဲတိလားဟုတ်တာပေါ့သူဘယ်သွားကျင်သေးလဲမသိဘူးသမီးလေးနိုးလာမှာပဲပြောကြတာပေါ့အင်းမကျောင်းယောက်ျားအလုံးမရောအဆင်ပြေရလားပြေပါရဲ့ကွာမနက်မိုးလေးသွားပြီပဲဒီနေ့ဖေရုံးပိတ်ရဲ့ဟာငါသူတို့ကနေရတခုကိုတားလိုက်ခိုင်းရမယ်ငါအခုလောလောဆယ်ရောရေချိုးလာအောင်မယ်ဖေနဲ့မမေပဲကွာငါနိုးသွားပြီဆိုတော့ငါအခုလောလောဆယ်ရောငါရေတော့ချိုးလိုက်ပါဦးမယ်ကဲရေလေးချိုးပြီးသွားပြီဆိုတော့ငါအဝေးစားလေးမြင်သွားလဲရမယ်ဟုတ်ပြီဒါဆိုရှင်ဖေနဲ့မမေရှိအောင်မြင်သွားမယ်ဟာဖေနဲ့မမေကဟိုမှာနေနေရပဲဖေနဲ့မမေသမီးလေးနိုးလာပြီလားဟုတ်တယ်ဖေနဲ့မမေရဲ့ဖေကသမီးကိုနှိုးဖို့လုပ်နေတာမမေကမနှိုးပါနဲ့ဆိုလို့အေးလေဖေကလည်းမမေအိမ်အောင်မပေါ်လို့အေးပါကဲသမီးပူစားတော့မယ်ဆိုတော့မမေတီးတယ်ကဲအတော့ဘယ်ကိုသွားချင်လဲပြောဒီနေ့သမီးကချောင်းသာသွားကြမယ်လေမမေချောင်းသာသွားမယ်ဟုတ်တယ်လေမမေကတခါမှချောင်းသာမသွားဘူးမမေအိုက်ကန်းရှည်တွေသွားနေတာနဲ့ပဲကြားနေရလေမမေကလည်းဟုတ်တယ်မလားကဲပါသမီးလေးသဘောပဲဟုတ်ပြီလားပြလိုက်တာကဲပါဒါဆိုလို့ရှိရင်တို့ရေဘယ်ချိန်လောက်သွားကြမလဲဖေကလေဘယ်ချိန်လုံးမနေနဲ့အခုတခါရေးသွားမယ်လေနွေရာသီရောက်နေပြီဟာဖေကလေအေးပါအဲ့ဒါဆိုလည်းပြီးရောသမီးလေးသဘောပါပဲဗျာပြလိုက်တာဒါကြောင့်ဖေနဲ့မမေကိုချစ်တာကွာလေကိုရီးယားတော့သမီးလေးစိတ်တိုင်းကြပဲကိုရီးယားတော့သမီးလေးစိတ်တိုင်းကြကဲလာဖေပြောရဲ့အတိုင်းမမေတို့ရေအထုပ်ပိုးပြင်ဆင်ကြမယ်နော်ဟုတ်ကဲ့ဖေဟုတ်ကဲ့မမေဟာမမေအဲ့ဒါဆိုရင်တော့မပူနဲ့တော့သမီးညကတည်းကသမီးအဲ့ရရဲမှာပြင်ဆင်ထားတဲ့အထုပ်ရှိရဲ့လားမိမယောက်ျားဘာလို့ပြန်လာတော့အရှိမစောင့်မယ်ဆိုအထုပ်တွေကူဆွဲပေးမလို့ကွာရပါတယ်ရတယ်လာသမီးလေးကအထုပ်တွေပြင်ဆင်ပြီးသွားပြီတဲ့မမေအင်ကြီးရေရောလားဟုတ်တယ်မမေအင်ကြီးရေရောဖေအင်ကြီးရေရောဟာမမေနဲ့ဖေကရေမကူတာမမေကလည်းလောက်ပါသမီးတယောက်တည်းရေကူရမှာလေမမေနဲ့ဖေပါလာရေကူပေါ်လို့အေးပါဖေကတော့မလုံးနဲ့မမေလာရေကူမယ်တကယ်လားတကယ်ဗျာတကယ်ယေးပြောလိုက်တာကဲသမီးပြင်စင်ထားတဲ့အထုပ်တွေရောဒါလားဟုတ်တယ်မမေရဲ့ဒါဟုတ်လားဟုတ်ပြီရရင်မမေလွယ်လိုက်မယ်နော်အစင်သေးဖြစ်ပြီဆိုလဲသွားကြမယ်လीဟုတ်လာသွားမယ်မိမသွားမယ်ဟဲ့ဟုတ်ကဲ့ဖေမမေတို့ပြီးရင်လာခဲ့မယ်နော်ခဏမဲပြီးရင်လာခဲ့မယ်ဆိုတော့ဘာတွေများလုံနေလို့လဲလာပါဟုတ်ကဲ့ဖေလာပြီကဲလာတော့ကြမယ်ရရင်မမေနောက်မှထိုင်လိုက်တော့မယ်နော်မိမလာလူရှိမှထိုင်လေကွာရပါရဲ့သမီးလေးကအရှိမထိုင်ကြည့်နေရပဲဟောက်ထိုင်ပါစေကြည့်ပါတော့ပြီးပါဒီလိုနဲ့ချောင်းသာကိုရောက်လာခဲ့ကြရဲ့ကဲသမီးရေဖေတို့ဒီမှာချောင်းသာတော့ရောက်လာခဲ့ပြီဟုတ်တယ်ဖေသမီးရေရတော့လေဒီကအခုမကူးနိုင်ဘူးနော်ဟုတ်ပါပြီဖေရဲ့နှစ်ကင်းလေးလည်းမကူးရမှာမလားအေးဟုတ်တယ်ကိုသမီးရဲ့နှစ်ကင်းလေးလည်းမကူးကြလားဟုတ်ကဲ့ဖေလာသမီးတွားကြစို့ဟုတ်ကဲ့
ဒါဆိုဖေဖေတို့ဒီမှာပါလာရ comment site တွေဘာချကြတာပေါ့ဟုတ်ပြီတရက်ချပြီးတော့ရခါမှာတော့ဖေကိုရောဖေဖေတို့ comment site လည်းထောင်ပြီးသွားပြီဒါနဲ့ဖေဖေခေါင်းအမကြတော့တူလည်းမတူဒီဘက်မှာကျတော့နှစ်ခုထားပြီးဒီဘက်မှာကျတော့တစ်ခုပဲထားတယ်ဖေဖေဟီအဲ့ဟာကျတော့ဟိုဘက်နှစ်ခုမှာဖေဖေနဲ့မမေအိတ်မယ်လေဒီဘက်မှာသမီးလေးအိတ်လေနော်ဖေဖေကလည်းမမိုက်လိုက်တာဟုတ်တယ်ရှင်ရလဲကဲပါကျမအထုပ်သွားထားလာအောင်မယ်ဟုတ်ပြီမိမသမီးလေးသွားစားချင်သွားစားလို့ရတယ်နော်မမေဖေဖေတို့ဒီမှာစကားပြောကြလိုက်အောင်မယ်ရှင်ဒီမှာခမ်းဆိုင်လေးလုပ်ပါအောင်ရှင်ဟုတ်ပါပြီကောငါချလိုက်ပါမယ်ကဲရပြီချပြီးပါပြီနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်လာထိုင်ကြမယ်သမီးလေးရောထိုင်မလားရမမေရောဟိုဘက်မှာတော့ဆောလာအောင်မယ်နော်ဟုတ်ပြီသမီးလေးအဲ့ဒါဆိုလဲပြီးပါရှင်ပြီးပါယောက်ျားရေလာထိုင်ပြီးတော့စကားပြောကြမယ်ဟုတ်ပြီမိမဖေဖေနဲ့မမေစကားပြောနေကြပြီဆိုတော့ငါဖေကိုကစားရင်ကောင်းမလို့လူတွေကလည်းညနေကျမှရောက်တာဆိုတော့ပြင်းလာတော့ဖေဖေနဲ့မမေနဲ့မစကားတော့ထိုင်ပြောနေလိုက်တော့မှာဖေဖေနဲ့မမေနဲ့ပဲစကားတော့ထိုင်ပြောနေလိုက်တော့မန်ဟဲ့သမီးလေရေးတော့မကူလားမကူသေးဘူးလေမမေအေးပါအတန်လေးရောတော့ရရှင်တောင်းပန်ပါရှင်ဒီလိုနဲ့နေကဘက်ကိုရောက်လာတဲ့အခါဟာမမေကိုလေဟီလာထားပြီးပြောနေလိုက်ကြတော့12နာရီအောင်ရောက်12နာရီအောင်ထိုးသွားပြီနော်အေးဟုတ်တယ်သမီးရဲ့12နာရီအောင်ထိုးသွားပြီလာမမေတို့ပါလာရဲ့အစားတောက်လေးစားကြမယ်လေရှင်ပါလာတယ်မလားပေါ်လာတာပေါ့ကွာဒါဆိုကိုယ်ယုံကြည်လိုက်တော့ဒါမှတော့ဖေကွာစားကြမယ်အေးစားကြမယ်ကဲဟုတ်ပါပြီပြောစားကြတော့ပေါ့ဟုတ်ကဲ့ဟုတ်ပြီဒီလိုနဲ့စားကြပါရဲ့ဟုတ်သေးပါမမေလိုက်ရမလားဒါပေါ့သမီးလေးလေတနည်းအောင်သွားတယ်ချင်းမသိဘူးညကတည်းကချက်ထားတာမမေအရင်တော်ရပြီမလို့ဖေလို့တော်ပါရနော်နှစ်ယောက်စလုံးတော်တယ်အေးပေါ့ဒီလိုနဲ့စားတော့ပြီးသွားတဲ့အခါမှာတော့ကဲစားလို့တောက်လို့လည်းပြီးဆိုတော့နှစ်ကင်းပဲလေးရောက်ပြီးဆိုတော့သမီးလေးတို့ရေးသွားကစားကြရင်ကစားတော့လေဖေသမီးမမေနဲ့ကစားတော့မယ်နော်အေးပေါ့သွားဒီမှာအဖေစောင့်နေမယ်နော်ဟုတ်ကဲ့ဖေမမေလာသွားကြမယ်အေးပါသမီးလေးလာရေးကစားမယ်မမေတို့မှာကအင်ကြီးပါတီးရဆိုတော့ကိစ္စတော့မရှိဘူးတိလားဟုတ်ကဲ့မမေလာရေကစားကြမယ်ယောပြောကောင်းလိုက်တာဒီလိုနဲ့ဒီဘက်ကိုကစားလိုက်ဟိုဘက်ကိုကစားလိုက်နဲ့လုံနေကြပါရဲ့ရေကစားပြီးအချိန်တော်ကြာအောင်ကစားပြီးလို့ညနေရောက်တဲ့အခါမှာတော့မိမညနေတော့ရောက်နေပြီနော်မြန်ပြန်လာတော့ရေအေးပတ်နေအောင်မယ်ဟုတ်ကဲ့ဖေကဲဒါဆိုရင်သွားကြမယ်မင်းပြန်သွားကြမယ်နော်ဒီမှာအင်းကြီးတွေလဲလိုက်ကြအောင်ဟုတ်ပြီလာပြီလဲလိုက်ပြီဟုတ်ပြီပါဒီလိုနဲ့လဲပြီးသွားရဲ့အခါမှာတော့ယောက်ျားကြီးလဲတော့လဲပြီးသွားပြီအေးသမီးလေးကောင်းပြောရဲ့လားဟုတ်ကဲ့ဖေပြောရဲ့ဖေအေးပါသမီးလေးပြောရဲဆိုပြီးတာပဲကဲဒါဆိုရင်ကိုတို့ညနေစာစားပြီးတော့ပြန်ကြမယ်လေဖေကပြန်တော့မလို့လားအေးလေသမီးရပြန်တော့မယ်လေဟုတ်ပါပြီသမီးလေးရတယ်နော်ဒီလည်းနဲ့သူတို့လည်းညနေစာစားပြီးတော့ပြန်ခင်းကြပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီချူပချာအကြောင်းဆိုင်တိုင်းကိုအရင်ကျေးဇူးတင်ပါတယ်ညီမလေးရေးပြောကြကောင်းတဲ့မိသားစုလေးတင်ပေးလိုက်ပါပြီနော်တကယ်လို့ဒီစချင်တဲ့ဗီဒီယိုလေးရှိရင်လည်း comment အောက်မှာမှတ်ပေးသွားပါတပုတ်မှကြံတင်ပေးပါမယ်ရှင်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲချူပချာအကြောင်းဆိုင်ကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်